ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိမိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမြတ်ဗုဒ္ဓဤအရဟံဂုဏ်တော်ဘုရားဘာသာဝင်သူတော်စင်တွေကဲစဉ်တောင်ကြီးကလေးဘဝကနေစပြီးတော့ဣတိပိသောဘဂဝါအရဟံစတဲ့ဣတိပိသောဆိုတာကိုနှုတ်တဲ့မိဘများချပေးထားလို့ရရှိပြီးတော့နေကြတယ်ကဲစဉ်ကရထားတဲ့ပါဠိကိုတချို့လည်းအဓိပ္ပာယ်သိကြတယ်တချို့လည်းအဓိပ္ပာယ်မသိဘူးသိသူနဲ့မသိသူနိုင်ရှင်ပြီးတော့ကြည့်ပဲဆိုရင်မသိတဲ့လူကပိုများလောက်ဆရာရှိတယ်ငယ်ငယ်တော့ရထားတဲ့စာကိုရွတ်ယုံပဲရွတ်ပြီးတော့အသုံးချတဲ့အခါမှာအန္တရာယ်ခင်းအတွက်သာအသုံးချနေကြတာဣတိပိသောရွတ်ရင်ဘုန်းကြီးတို့ကိုယ်တိုင်လည်းငယ်ငယ်တော့ဣတိပိသောရွတ်ရင်တစေတရေပြေးတယ်ဆိုပြီးတော့ကြောက်တဲ့ခါတိုင်းရွတ်မိနေတတ်တယ်ပေါ့နော်တော့ဒီလိုကြောက်လို့အကြောက်ပြေအောင်လုပ်တဲ့မန္တန်သဘောမျိုးလောက်ပဲလူတွေဟာနားလည်ပြီးတော့နေကြတာဒီဣတိပိသောဘဂဝါဆိုတဲ့ဒီစကားလုံးကစလာတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေ9မျိုးတခါတခါလဲ10မျိုးလို့ခွဲခြားဖွင့်တာရှိတယ်ပေါ့အဓိကကတော့9မျိုးလို့ယူတာပို့ပြီးတော့အဆင်ပြေပါတယ်ဝိသုဒ္ဓိမဲ့မှာတော့9မျိုးတနည်း10မျိုးဆိုပြီးဖွင့်ထားတာရှိတယ်ပေါ့ဒါကတော့သင်လျော်တဲ့နည်းအနေနဲ့ဖွင့်ပြတာပါအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာထို့သုတ်တံပါဠိတော်တွေထဲမှာလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဣတိပိသောပါတဲ့သုတ်တံတွေဟာအတော်ကိုများလိမ့်မယ်လို့သေသေးချာချာသူတေသနာလောက်ကြည့်မယ်ဆိုလို့ရှိရင်ဆိုပါစို့အင်္ဂုတ္တရနိကေမှာသုတ်ပေါင်း9000လောက်ရှိတဲ့ထဲမှာအနည်းဆုံးသုတ်1000လောက်မှာတော့ဣတိပိသောဆိုတဲ့စကားလုံးပါတာဖြစ်မယ်ပေါ့ဒါတော့များများမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖော်ပြတိုင်းဒီဣတိပိသောဘဂဝါဆိုတဲ့စကားလုံးကပါတယ်မြတ်စွာဘုရားရဲ့အရည်အချင်းလို့ဆိုဒီမှာ
ဖျားဖြစ်တယ်ဆိုတာလောကမှာဗုဒ္ဓနဲ့ပြောကြတယ်ဖျားဆိုလို့ရှိရင်ဒီရည်ချင်းတွေရှိရမယ်လို့ဆိုလိုတာနော်ဒီရည်ချင်းတွေရှိမှဖျားလို့ဆိုလိုတာကဖျားရဲ့အရည်ချင်းသတ်မှတ်ချက်လို့ပြောရမှာပဲလောကမှာလည်းပဲလူတွေရဲ့အရည်ချင်းသတ်မှတ်ချက်တွေရှိတယ်လေအဲ့ဒီသတ်မှတ်ချက်အရလူတွေရဲ့အရည်ချင်းကိုထုတ်ဖော်ပြောကြတာဖျားဆိုတဲ့ပုဂ္ဂိုလ်မှာဒီအရည်ချင်းတွေရှိရမယ်လို့ပြောတာမြတ်စွာဘုရားကငါဟာဒီခုံနေနဲ့ပြည့်စုံတယ်လို့ကြွားလုံးထုတ်တာမဟုတ်ဘူးတချို့ကအဲ့ဒါလို့ထင်တယ်မဟုတ်ဘူးဖျားဆိုဒီမှာဖျားကိုးကွယ်ကြပြီလောကမှာဘုဒ္ဓပါတော်တုံးလို့ဘောဖျားပွင့်ဖို့ဆိုတာဓမ္မခဲရင်နဲ့ဓမ္မခဲရင်နဲ့ဖျားဆိုဒီမှာအခုလိုရည်ချင်းနေရှိရမယ်ဆိုတာသိရှိနားလဲဖို့ဆိုလိုတာကနော်ဖျားမှန်ရင်တကယ်ဖျားဒီလိုအရေးချင်းနေရှိဖို့လိုတယ်အေးဖျားလို့ဆိုပြီးတော့အရေးချင်းမရှိဘဲနဲ့ဖျားလှုပ်နေတဲ့ပုံကိုယ်တွေကလည်းလောကမှာအများကြီးရှိတာအများကြီးရှိတယ်ဘာလို့အများကြီးရှိတော့ဆိုလောကမှာဖျားမပွင့်ခင်ကဗုဒ္ဓကောလဟလဆိုတာကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတယ်တော့ခုခေတ်မှာတော့ကောလဟလဆိုရင်မမှန်ကန်တဲ့သတင်းလို့ဒီလိုအဓိပ္ပာယ်ယူဆကြတယ်ပါဠိစာပေမှာကောလဟလဆိုတာမမှန်ကန်တဲ့သတင်းလို့အဓိပ္ပာယ်မရဘူးတခုခုဖြစ်ပေါ်လာတော့မယ်ဆိုလို့ရှိရင်ကြိုတင်ပြီးတော့သတင်းတွေဖြစ်ပေါ်နေတတ်တယ်ပေါ့အဲ့ဒီကြိုတင်ပြီးတော့ဟိုနာကပြောလိုက်ဒီနာကပြောလိုက်နဲ့ဒီစကားတွေဟာလူတွေကြားထဲမှာရောက်ရှိလာတဲ့စကားသံတွေကိုကောလဟလလို့ခေါ်တာဟောအလုံးကြားဦးကြလိမ့်မယ်ကောလဟလဆိုတာ၅မျိုးရှိတယ်ဖျားပွင့်တော့မယ်ဆိုလို့ရှိရင်လေဗုဒ္ဓကောလဟလလောကမှာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်များပေါ်လိမ့်မယ်ဆိုတာလူလောကထဲမှာနှစ်ပေါင်းများစွာကြိုတင်ပြီးတော့အတန်တွေထွက်လာတယ်အတန်တွေထွက်လာတယ်နောက်တစ်ခုကစက္ကဝတ္တိကောလဟလစัจ java မင်းပေါ်လိမ့်မယ်ဆိုလည်းပဲကောလဟလတွေထွက်လာတယ်နောက်မင်္ဂလကောလဟလအေးလောကမှာလူတွေကမင်္ဂလာရှိကြကြတယ်မြန်မာတွေဆိုလို့ရှိရင်မြန်မာတို့ရဲ့မင်္ဂလာပါဆိုတဲ့စကားနဲ့နှုတ်ဆက်ကြတယ်လူမင်္ဂလာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်မင်္ဂလာဆိုတာဘယ်လိုမှမင်္ဂလာရှိနိုင်တယ်လဲဆိုတဲ့အတိအကျမင်္ဂလာရဲ့အဖြစ်ထုတ်ဖို့အတွက်အဲ့ဒါလည်းပဲမင်္ဂလာကောလဟလဆိုတာမင်္ဂလာကိုအမှန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်ပေါ်လိုက်မယ်လို့ဒီလိုကောလဟလတွေဖြစ်တယ်ဟောနောက်တစ်ခုကျတော့ကပ္ပကောလဟလလို့ခေါ်တယ်ကဘာကြီးဘယ်တော့ပျက်စီးလိုက်မယ်ကဘာကြီးတော့ပျက်စီးတော့မှာပဲမကြခင်ကတော့မှ2012ခုနှစ်မှာကဘာကြီးပြည့်မယ်ဆိုပြီးတော့ပေါ်လာလိုက်သေးတယ်လေအဲ့ဒီဟာမျိုးပေါ့ကျွတ်တင်ပြီးတော့ဒီလိုဟာတွေဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတတ်တဲ့ဒီကောလဟလလို့ဆိုတဲ့ဟိုနာကကြားလိုက်ဒီနာကကြားလိုက်ဆိုတဲ့ဒီသတင်းတွေအဲ့တော့ဗုဒ္ဓကောလဟလဘုရားပွင့်လိုက်မယ်ဆိုတဲ့သတင်းဟာကျွတ်တင်ပြီးတော့ထွက်လာကြိုတင်ထွက်ရုံနဲ့မကဘူးဒီလူတွေသင်ကြားနေတဲ့ဗြဟ္မဏတွေသင်ကြားကြတဲ့ဝေဒအကျမ်းဂန်တွေထဲမှာလည်းပဲဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်တယ်ဆိုတာကိုအင်္ဂယုတ်နဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားတာတွေရှိတယ်ဝေဒကျမ်းတွေမှာအတိအကျသတ်မှတ်ထားတယ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရုပ်လက္ခဏာမျိုးရှိတယ်ဆိုတာကိုလည်းဗေဒကျမ်းတွေကအတိအကျဆိုထားတယ်အဲ့ဒါတွေကလည်းကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတာဥပမာမဲ့လူတွေရဲ့တဏ္ဍာမှာအမှတ်အသား32မျိုးမဟာပုရိသလက္ခဏာ32မျိုးအဲ့ဒီ32မျိုးလုံးပါတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓဆိုတာကိုဗေဒကျမ်းတွေကဆိုထားတယ်ဒီ32မျိုးသောအမှတ်သားလက္ခဏာရှိလာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာဒွေယေဝဂတိယောတဲ့သူ့ရဲ့ဏိဂုံးဟာနှစ်ခုပဲရှိတယ်သူ့ရဲ့ဖြစ်ပေါ်လာမဲ့အနာဂတ်ဟာနှစ်ခုတည်းပဲရှိတယ်နှစ်ခုဆိုတာဘာလဲလို့ဆိုရင်လူဘဝမှာနေရင်စัจ java မင်းဖြစ်မယ်အကယ်၍တောထွက်ပြီးလူလောကကိုဆုံးခွာသွားမယ်ဆိုရင်တော့ဘုရားဖြစ်မယ်ဒီနှစ်လမ်းပဲရှိတယ်ဆိုတဲ့ဟာဗေဒကျမ်းတွေကပြောတာဒါဗေဒကျမ်းတွေကပြောတာအဲ့ဒီဗေဒကျမ်းတွေကပြောထားသည့်အတွက်ကြောင့်ဗြဟ္မဏတွေရဲ့အတိုင်းဝိုင်းမှာလည်းပဲဗုဒ္ဓဆိုတာကိုသူတို့ကဒီလိုရည်ချင်းနေရှိမှဗုဒ္ဓဆိုတာကိုသူတို့သိထားပြီးသားဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားပွင့်လာပြီးမပွင့်ခင်မှာ
ငါဗုဒ္ဓနဲ့ဆိုပြီးတော့ဗုဒ္ဓအမိခံပုဂ္ဂိုလ်တွေဟာကောလာဟလတန်အောင်လိုက်ပြီးတော့ပေါ်လာတာတွေအများကြီးပဲပုရဏကတ္တဗလည်းသူကိုယ်သူဗုဒ္ဓလို့ကျင့်ကြလိုက်တယ်သို့တော်လည်းဝေဒကျမ်းကနေနဲ့တိုက်ကြည့်တဲ့အခါမှာသူကကိုက်ညီမှုမရှိဘူးကိုက်ညီမှုမရှိဘူးသူ့ဘာသူပဲဗုဒ္ဓလို့နာမည်တတ်တယ်သို့တော်ဗေဒကျမ်းကနေကကိုက်ညီမှုမရှိသည့်အတွက်ကြောင့်သူ့ကိုအတိမတ်မဖြစ်ဘူးတဲ့ပြီးတော့မက္ခလိကောသလလည်းငါဗုဒ္ဓဆိုပြီးတော့ဒဇင်ထောင်ပြီးတော့ပေါ်လာပြန်တယ်သူမှလည်းအတိုင်းဝိုင်းနေတော့ရှိတာပဲသူ့နောက်ကလူတွေကပဲဝိုင်းပြီးတော့လဲပြောကြတာပေါ့သင်္ဆေယဗေလထဗုဒ္ဓအဇိတကေသကမလပကုဒကိစ္ဆယနာနိဂန္ဓနာတဗုဒ္ဓလို့ဒီ6ဦးဟာနောက်လိုက်နောက်ပါတွေအလွန်များတယ်များတော့သူတို့ကလည်းဘသူလဲလို့ဆိုရင်ငါဗုဒ္ဓပဲဆိုသို့တော့ဗြဟ္မဏတွေကဝေဒကျမ်းနေနဲ့တိုက်ဆိုင်ကြည့်တဲ့အခါမှာခုနကမဟာပုရိသလက္ခဏာတွေဆိုတာလည်းမတွေ့ရဘူးအရဟံစတဲ့အရည်ချင်းတွေနဲ့လည်းသူတို့မတွေ့ဘူးမပြည့်စုံဘူးဆိုတော့ဘယ်သူမှဗုဒ္ဓဆိုတာကိုနှစ်ကယုံကြည်ကိုးကွယ်တာမရှိဘူးပေါ့သူယုံကြည်တဲ့ပုဂ္ဂိုလ်အချို့လောက်ကသာသူ့နောက်ကလိုက်ကြတယ်ပေါ့အဲ့တော့ဒီကောလာဟလနောက်မှာနောက်ဆုံးပေါ်လာတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်ဂေါတမဗုဒ္ဓပဲဂေါတမဗုဒ္ဓကြတော့ဗြဟ္မဏတွေကငကောလက်မခံမှုသူတို့လဲကြည်လီမြတ်စွာဘုရားစီမှာဒီထိတ်တန်းဗြဟ္မဏကြီးတွေပတ္တနေတိကောသလမင်းကြီးကမျိုးစားအဖြစ်ပေးထားတဲ့ပညာတတ်တဲ့နေရာမှာထိတ်တန်းမျိုးရိုးလဲအလွန်မြင့်မြတ်တဲ့ပောက္ခရတာတိတို့နောက်တစ်ခါမိထီလာမျိုးကဒီဗြဟ္မာယုပုံနာကြီးတို့ဒီလိုအဲ့ဒီလိုဝေရကျမ်းတက်ဆရာကြီးတွေကမြတ်စွာဘုရားစီလွတ်တယ်နောက်ပြီးတော့ပါရယဏတုံးမှာပါတယ်ဘာဝရီဆိုတဲ့ပုံနာကြီးကလည်းပဲဗုဒ္ဓဆိုတာနာမည်ကြီးတာဟုတ်မဟုတ်မင်းတို့စုံစမ်းကြဆိုပြီးတော့လွတ်တာအဲ့ဒီခေတ်ကဂေါတမဗုဒ္ဓစီမှာစုံစမ်းနေထောက်လန်းရေးတွေအများကြီးလွတ်တယ်တဲ့မဲ့ပထမဆုံးလွတ်လိုက်တာတော့ဘာဝရီပုံနာကြီးကအရင်လွတ်လိုက်တာသူကဘယ်ရောက်နေတုံးဆိုဘာဝရီပုံနာကဟိုးအိန္ဒိယအလယ်ပိုင်းမှာရောက်နေတယ်သူကဂေါဒါဝရီမြစ်ကမ်းနားတိုင်းပြည်နှစ်ပြည်ရဲ့ခြားမှာကျွန်းမြေကြီးရှိတယ်အဲ့ဒီကျွန်းမြေကြီးပေါ်မှာသူကသူ့တပည့်ပရိသတ်တောင်းချီတဲ့ဟာနဲ့အဲ့ဒီမှာသွားနေတာသူကလောကကြီးကို renounce လုပ်ပြီးတော့ဝေဒကျမ်းကနေသင်ယူခြင်းပို့ချခြင်းကမ္မထမ်းကျင့်ခြင်းဆိုတဲ့ယောဂအကျင့်တွေသမထကျင့်စဉ်တွေကျင့်ပြီးတော့သူအဲ့ဒီသွားနေတာသွားနေတော့ဖះပွင့်ပြီလို့လဲသတင်းချရောသူတို့ရဲ့တွေသွားစုံစမ်းကြစမ်းသူမသွားခင်စုံစမ်းခိုင်းတယ်ဆရာကြီးတွေဆိုတော့ဗုဒ္ဓဟုတ်မဟုတ်မသိဘဲနဲ့ဘယ်တော့မှအယံမသွားဘူးသူတို့ကလည်းနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုဖះဟုတ်မဟုတ်စုံစမ်းခိုင်းတာဘာတွေနဲ့စုံစမ်းခိုင်းတော့ဆိုလို့ရှိရင်ဒီမဟာပုရိသလက္ခဏာဝေဒကျမ်းတွေမှာပါတဲ့အမှတ်လက္ခဏာတွေရှိမရှိပါမပါ32မျိုးလုံးရှိမရှိကိုသွားကြည့်ခိုင်းတာအဓိကအဲ့ဒါဘာဝရီပုံနာကြီးကဆိုလို့ရှိရင်ဘလောက်ထိအောင်သူ့တပည့်တွေကိုမှားလိုက်တော့ဆိုရင်အေးမင်းတို့ဖျားဆိုလို့ရှိရင်ကွာတဲ့ပါဇက်ကထုတ်ပြီးတော့မေးခွန်းထုတ်เสียမလို့တဲ့မင်းတို့စိတ်ထဲကမေးတယ်ဖျားဆိုရင်မင်းတို့စိတ်ထဲကမေးတဲ့မေးခွန်းကို तू နှုတ်ကဖြေလိုက်မယ်ဒီလိုတောင်မှားလိုက်တာနော်ဖျားဆိုတာသိဖို့အတွက် तू လောက်မှားလိုက်တာအဲ့လိုမှားလိုက်တဲ့အတိုင်းပဲသွားပြီးတော့စုံစမ်းထောက်လန်းကြတာမြတ်စွာဘုရားမှာ32ပါးသောယောက်ျားမြတ်လက္ခဏာတွေတွေ့ရတယ်တွေ့ရုံနဲ့မကဘူးခုနကစိတ်ကူးတဲ့ကနေပြီးရှုပ်ဝက်ထားတဲ့မိကုန်းတွေစိတ်နဲ့မေးတယ်သူကဘာဝရီပုံနာကြီးကအသက်ဘယ်လောက်ရှိပြီလဲတို့တပည့်ဘယ်နှဦးရှိသလဲတို့မဟာပုရိသလက္ခဏာသူ့မှာဘယ်နှခုရသလဲဆိုတာစိတ်ထဲကနေမေးတာမေးလိုက်တော့မြတ်စွာဘုရားနှုတ်ကနေထုတ်ပြီးတော့ဖြေလိုက်တာမေးတဲ့အချိန်လေးမှာအဲ့ဒါကြောင့်မို့လို့သူတို့တအံ့တော်နဲ့ဘာဝရီရဲ့တပည့်တွေဟာအားလုံးမြတ်စွာဘုရားကိုသူတို့သိချင်တဲ့လေးနဲ့တဲ့မိကုန်းတွေကိုမေးထားအဲ့ဒီသုတ်တံပါရယဏဒေသနာဆိုပြီးတော့ပြည့်ပြည့်စုံစုံဘုန်းကြီးတို့ရှင်းဟောထားတာရှိတယ်ပေါ့နော်နောက်လဲစာအုပ်လဲထွက်လာဖို့ရှိတယ်ပေါ့ဒါကအများဒီစာအုပ်တွေကဒါတွေကဘုရားတရားတော်တွေဟာတိမ်မြုပ်နေတာအဲ့ဒီလိုမြတ်စွာဘုရားကိုလာရောက်စုံစမ်းတယ်နောက်ဗြဟ္မာယုပုံနာကြီးဆိုတာဟာအသက်120ရှိပြီသူမလာခင်သူ့ရဲ့တပည့်ဥတ္တရလူလင်ဆိုတာကိုလွတ်လိုက်တယ်
လွတ်လိုက်တဲ့အခါတပည့်ကဘယ်လိုလုပ်စုံစမ်းရမှာတော့ဆိုတော့မင်းကလည်းကွာငါသင်ပေးထားတဲ့မဟာပုရိသလက္ခဏာကျမ်းနေရှိတယ်မဟုတ်လားတဲ့အဲ့ဒါနဲ့တိုက်ပေါ့တဲ့ဆိုပြီးမှားလိုက်တာသွားတိုက်တာအဲ့ဒီလူကမြတ်စွာဘုရားနာမှာနှစ်ချီကြအောင်နေသွားတယ်နေပြီးတော့အသေးစိတ်ဘုရားကြောင့်မှနေပြီးတော့ထောက်လန်းတာပေါ့ခုခေတ်လို့ဆိုရင်ဘုရားကြောင့်မှကိုကြာကြီးနေပြီးထောက်လန်းတာသူကဘုရားဟုတ်မဟုတ်ကိုသိချင်ဗုဒ္ဓဟုတ်မဟုတ်ထောက်လန်းအဲ့ဒါလို့ထောက်လန်းပြီးတဲ့အခါမှာသူဆရာကြီးစီreportတင်လိုက်တာသူဆရာကြီးကနေပြီးအဲ့ဒီကျမှဂေါတမဗုဒ္ဓကိုလာရောက်ဖူးမြော်တာအသက်120နော်120အဖိုးကြီးဖြစ်နေပြီသို့တော့အမတန်မှဂုဏ်ဝါကြီးမားတဲ့အားလုံးကလေးစားရတဲ့ဆရာကြီးဆိုတော့မြတ်စွာဘုရားစီသူလာတွေ့တဲ့နေ့ကမြတ်စွာဘုရားကပရိသတ်အလယ်မှာတရားဟောနေတဲ့အချိန်ဗြဟ္မာယုပုံနာကြီးလည်းဝင်လာရောပရိသတ်ကလှုပ်နေဖြစ်သွားတယ်အဲ့လောက်ထိအောင်ဂုဏ်သတင်းကြီးတယ်ပေါ့အဲ့လောက်ထိအောင်အရှိန်အဝါရှိတယ်သူကအဲ့ဒါလို့လာတဲ့အခါမှာသူကပရိသတ်ကိုပြောတာငြိမ်ငြိမ်နေကြပါငြိမ်ငြိမ်နေကြပါဟောဒီကဖျားသွားတဲ့အလဲလန်းလေးဆိုတာရှိတယ်ခုခေတ်တရားပွဲတွေမှာလို့ဓမ္မအဓိကဆရာတော်တွေကြွဖို့ဆိုပြီးတော့လမ်းလေးခြံထားတာရှိတယ်အဲ့ဒီလမ်းကနေပြီးတော့သူဖျားနေထီအောင်ရောက်လာပြီးတဲ့အခါမှာသူတပည့်ထောက်လန်းပြီးတော့တင်ပြထားတဲ့ report အတိုင်းပဲမြတ်စွာဘုရားကိုသူကပြန်ပြီးတော့သူကိုယ်တိုင်ထောက်လန်းကြည့်သေးတယ်မဟာပုရိသလက္ခဏာတွေရှိသလားဆိုထောက်လန်းသေးတယ်သူကထပ်ပြီးတော့သူတို့ကြည့်တာနဲ့သိတယ်နော်နှစ်ဖူးရည်ဒူးရည်ပေါ့ဗျာခြုံပြောလိုက်လို့ရှိရင်လူရဲ့နှစ်ဖူးရည်ဒူးရည်ဆိုတာရုပ်လက္ခဏာတွင်ပြင်းနေအလုံးကိုကြည့်လိုက်တာနဲ့ဟာတို့စာထဲမှာဆိုထားတာနဲ့အကုန်ကြိုက်တယ်ပေါ့ကြိုက်တယ်ဆိုပြီးတော့မှဗြဟ္မာယုပုံနာကြီးဟာမြတ်စွာဘုရားကိုအာရပါယဘုရားခြေပမိုးကိုခေါင်းနဲ့တိုက်ပြီးတော့သူဟာဗြဟ္မာယုပုံနာကြီးပါဆိုတာကိုအာရပါယရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဘုရားကိုရှောက်တယ်ဒီလိုထောက်လိုင်းရည်တွေလိုက်တာသူတို့ကတခါပောဂရတတိပုံနာကြီးကလည်းအပ္ပထဆိုတဲ့လူလွင်ကိုလွတ်ပြီးတော့မြတ်စွာဘုရားဟုတ်မဟုတ်တိုက်ဆိုင်ခိုင်းတယ်သတင်းထောက်လန်းခိုင်းတယ်ထောက်လန်းပြီးပြီဆိုတော့မှသူတို့လာကြတာပေါ့ဒါကမြတ်စွာဘုရားလက်ထက်ကဗုဒ္ဓဟုတ်မဟုတ်ဆိုတာတွေကမဟာပုရိသလက္ခဏာနဲ့တိုက်ဆိုင်တယ်အရည်ချင်းအားဖြင့်ကတော့တာမန်အားဖြင့်ပုဂ္ဂိုလ်တွေမသိနိုင်ကြဘူးဒါကြောင့်မို့ဗုဒ္ဓရဲ့အရည်ချင်းဆိုဒီမှာအရဟံသမ္မာသမ္ဗုဒ္ဓောဝိသစရဏတမ္ပနောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါဆိုတဲ့ဒီရည်ချင်းနေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးမှသာလေဖရာဆိုတာဖြစ်တယ်ဒီရည်ချင်းမရှိရင်ဖရာမဖြစ်ဘူးအဲ့တော့ဣတိပိသောဆိုတဲ့ဗုဒ္ဓဂုဏ်တော်ပါတဲ့သုတ်တန်တွေကအလွန်ပဲများတယ်ဒီထဲမှာအရဟံနဲ့သမ္မာသမ္ဗုဒ္ဓောဒီဂုဏ်တော်နှစ်ခုကတော့ဖရာနဲ့ပတ်သက်လာလို့ရှိရင်မပါတာကိုမရှိဘူးကြံတဲ့ဂုဏ်တော်တွေကတခါတရံမှပါတယ်နော်ကြံတဲ့ဂုဏ်တော်တွေကကြည့်လေခုနကရွတ်သွားတဲ့နမောတတ္တတွေပဲကြည့်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့သုံးခုပါနေတယ်လေအရဟတောဆိုတာအရဟံကိုပြောတာသမ္မာသမ္ဗုဒ္ဓောဆိုတာသမ္မာသမ္ဗုဒ္ဓကိုပြောတာဘဂဝတောဆိုတာနော်ဒီဘဂဝါဂုဏ်တော်ကိုပြောတာဟောဂုဏ်တော်သုံးပါသုံးမျိုးဟာဒါအမြဲတမ်းအရေးပါတယ်ပေါ့ဒါကြောင့်မို့ဒီကနေ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုတာကိုသိရှိနားလည်ကြရအောင်စာပေကျမ်းကမှာဘယ်လိုရေးသားထားသလဲဘယ်လိုရှင်းထားသလဲဆိုတာနားလည်ဖို့အမြဲတမ်းအရေးကြီးတယ်စကားလုံးလေးကသုံးလုံးနဲ့ပဲရှိတယ်အခရာသုံးလုံးနဲ့ပေါင်းစပ်ပြီးတော့ဖွင့်ပြထားတဲ့စကားလုံးလေးဟာအရဲ့ရရဲ့ဟာရဲ့ဒီသုံးလုံးလေးပဲဖြစ်ပြီပဲလို့အဓိပ္ပာယ်တွေဖွင့်ဆိုထားတဲ့အခါကျတော့အ ਨੇ ဆုံးဒီစကားလုံးလေးကဖော်ပြတာအဓိပ္ပာယ်၅မျိုးတဲ့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့ဒီဖော်ပြထားတဲ့အတိုင်းဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာပွားပြီဆိုတဲ့အခါမှာဒီအရဟဆိုတဲ့စကားလုံးလေးရဲ့အရဟံဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုအာယုံပြုပြီးတော့မြတ်စွာဘုရားကိုအရဟံလို့ခေါ်တာဟာဒီဂုဏ်ဓုနဲ့ဂုဏ်ဓုဝိသေသနဲ့ချီးကျူးခံရတာဟာတာမန်ပေါက်ကိုပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာဂုဏ်ဓုဝိသေသနဲ့ချီးကျူးတဲ့ဂုဏ်ကြီးတစ်ခုတက်လာတယ်ဆိုတာတာမန်နဲ့မဟုတ်ဘူး
တကယ်အရေးချင်းရှိလို့တက်လာတာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတာကိုဗုဒ္ဓနုတ္တိလို့ခေါ်တယ်ဗုဒ္ဓဆိုတာဘုရားရဲ့ဂုဏ်ကိုအနုတ္တိအကျဉ်းချင်းအထက်ထက်တတိထားပြီးတော့ဖြစ်ပေါ်နေတာတတိယနေတာတနည်းအားဖြင့်အနုဆိုတာတင့်လျောက်ပတ်တဲ့တတိဆိုတာအမှတ်ရမှုပဲဘုရားနဲ့ပတ်သက်ပြီးအလွန်တင့်လျောက်ပတ်တဲ့အမှတ်ရမှုလို့ဒီလိုအဓိပ္ပာယ်ရတဲ့ဗုဒ္ဓနုတ္တိကမ္မထံဘုရားကိုအာယုံပြုနေတာနဲ့ပဲဒါဟာသမထကမ္မထံတစ်ခုဖြစ်တယ်ပေါ့သမထကမ္မထံနဲ့မကဘူးဗုဒ္ဓနုတ္တိကိုအခြေခံလို့ရှိရင်ဗုဒ္ဓနုတ္တိကမ္မထံသည်ဝိပဿနာဉာဏ်ဖြစ်စေဖို့အတွက်ကြီးမားသောအထောက်အကူတစ်ခုဖြစ်တယ်ပေါ့အလွန်ကြီးကျယ်သောအထောက်အကူဖြစ်ပြီးတော့လူတွေရဲ့တဏ္ဍာမှာသရာစွမ်းအားတွေဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်ဒါကြောင့်မို့ဗုဒ္ဓနုတ္တိဘာဝနာဟာအလွန်ကြီးမားတဲ့အရေးချင်းရှိတယ်လို့စာပေကျမ်းဂန်တွေမှာဆိုထားတာပေါ့ဘာဝနာထဲမှာတော့အမြတ်ဆုံးဘာဝနာလို့ဒီလိုပြောတာအဲ့တော့ဂုဏ်တော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာသောဘဂဝါငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခဏတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝံလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝံလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝံလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝံလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝံဆိုတာအလွန်ကိုကြီးမြတ်တဲ့သူတို့လေးစားရတဲ့ပုဂ္ဂိုလ်ပေါ့အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုံဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝံလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်ပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်တောင်းတဲ့ဆိုဘဂဝါဆိုတာဂုရုကိုခေါ်ရတဲ့ဂရုံဟိလောကေဘဂဝါတိဟောစတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းသီလနဲ့နှိုင်းရှင်မယ်ဆိုလဲသူ့ကိုပါတဲ့ပုဂ္ဂိုလ်မပြောနဲ့မှီတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နှိုင်းရှင်လိုက်ပြန်ရင်လေဖရားတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်လို့ဒီလိုပြောတယ်နှလုံးသွင်းတဲ့အခါမှာအဲ့ဒါလို့နှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။အော်ဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံပါလားဆိုတဲ့အတွေးနဲ့မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိအမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်။သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုပ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာတယ်မြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေ့လာတဲ့အခါမှာအော်ဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့
အရဟံမာလာလို့လက်ခံလာတယ်ကျင့်납လာတယ်အဲ့ဒီကျင့်납လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံ6ချက်လုံနေမရဘူးနော်ဘုရားကုံတော်မထိရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတာနော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအလုံးအမဲသားစားဖို့မှာပဲဝါလို့မှမရတာတိတ်ဝမှာလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်ကဖြစ်လာရရွတ်ရင်နှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့အရေးအတွက်ကဏ္ဍပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဘုရားပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါတော့ကိုယ့်ကိုယ်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်တွေကြောင့်အရဟံဂုဏ်တော်နဲ့ပြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကျဉ်းအထက်တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်ဒါကိုဗုဒ္ဓနုတ္တိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုဏ်တော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အမှန်တမ်းကြည်နူးဝယ်ရာတွေစိတ်ထဲမှာจิตဆရာတွေပဲဖြစ်လာပြီးတော့တမာရိရလာမှာဖြစ်ပါတယ်အေးဒါကြောင့်မို့ဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်သိလဲသိရမယ်ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဘာသာဝင်သူတော်စင်တွေဟာယုံပြီးတော့မသိရတဲ့ဟာတခုမှမရှိဘူးယုံသာယုံရမှာမဟုတ်ဘူးတကယ်ကိုသိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာပေါ့တရားပါတဲ့ပညာပါတဲ့တရားမျိုးသာလဲဒီမှာကတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေ့လာစီးပူးအားထုတ်ကြဘုရားဘာသာတွေဟာပညာဘုရားဘာသာဖြစ်ဖို့လိုတယ်ပေါ့တရားဘုရားဘာသာကြီးပဲမဖြစ်စေရဘူးပညာဘုရားဘာသာဖြစ်တယ်တရားဘုရားဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပျောက်သွားတာသူကတရားတရားဆိုတာပညာပါမှဘယ်သူပြောလှုပ်ရှားလို့မရတော့ခိုင်မာတယ်ကိုယ့်ကိုနှစ်ကာသိထားတယ်အဲ့ဒါလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်းအရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်နံပါတ်1ကဝေးကွာခြင်းအရဟရဲ့အဓိပ္ပာယ်နံပါတ်1ကဝေးကွာခြင်းဘာတွေနဲ့ဝေးကွာတာတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေကဝေးကွာတယ်လုံးဝဝေးကွာတယ်သူ့ဘာသူဝေးကွာတာလားလို့ဆိုမဟုတ်ဘူးသောတာပတ္တိမေနဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမေနဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမေနဲ့ဖယ်ရှားလိုက်တယ်အရဟတမေနဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာနော်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာကျတော့ခွဲမရလောက်အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေမြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာအပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲစိတ်နှလုံးဟာဘလောက်အေးချမ်းနေမယ်ဆိုတာစဉ်းစားကြည့်ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကာဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ကိလေသာတွေကနေဝေးကွာနေတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုတဲ့အဲ့ဒါလို့ဆင်ញင်စဉ်းစားဖို့လိုတယ်ပေါ့နော်ဆင်ញင်စဉ်းစားဖို့လိုတယ်ဒါမို့စာပေကျမ်းကမှာဘယ်လိုရေးထားတုံးဆိုမက်၄ပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖျက်ဆီးပစ်ထားတာဖြစ်သောကြောင့်နဲ့မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာ
ယဟန္တာတွေရောကိလေသာရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတုံးဆိုလို့ရှိရင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်ငကိုပင်ကိုဇယိုက်တွေကမပြောက်ဘူးယဟန္တာဖြစ်သွားပြီပဲလို့မြတ်စွာဘုရားကြတော့လောဘရဲ့အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တခုမှမကြောက်ဒါကြောင့်မို့လို့ဘုရားကြတော့ဝါဒနာနဲ့တကွကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်ယဟန္တာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမဲ့တော့ရတာပဲဒါပေမဲ့ဝါဒနာလေးကိုတော့မပယ်နိုင်ဘူးတဲ့အခုခေတ်ကလူတွေကတော့သူတို့ဝါဒနာအလွန်ကြီးတာကြတော့ဝါဒနာကိုမတားနဲ့ဆိုပြီးမဟုတ်တာတွေလုပ်တာနော်ဝါဒနာတားရင်တော့ဝါဒနာကိုမတားနဲ့ဆိုပြီးတော့အဲ့တော့မြတ်စွာဘုရားကြတော့အဲ့ဒီဝါဒနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့သည့်အတွက်ကြောင့်ကိလေသာတွေကဝေးကွာသူဆိုတဲ့ဂုဏ်ဟာယဟန္တာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဘုရားမှာထိုက်တယ်နော်ဒါကြောင့်မို့အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရည်ချင်းတစ်ခုမှတ်သားကြရမယ်ဘုရားမှာဝါဒနာနဲ့တကွကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေကကင်းဝေးကွာနေတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာဒီလိုနှလုံးသွင်းရမယ်အကျဉ်းချင်းအထက်ထက်ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေသချင်းဆိုတာတောင် repetition တွေအများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လောက်လိုက်ပေါ့အဲ့လိုကလားတွေတောင်မှသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတာရန်နဲ့တဏီကုံလုံးနော်အော်နာတဏီကုံအော်နာသူတို့ဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင်ကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်တယ်တော့ကြရောက်လာပြန်ပြီဒေါသကလောဘမရှိဘူးလို့ထင်တယ်တော့ကြရောက်လာပြန်ပြီစိတ်ထဲကပေါ်လာတာလေမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြလိုက်ပြီးပြီလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်းကြောင့်အရဟံနော်အရဟံဒါကအဓိပ္ပာယ်တစ်ခုဖတ်တဲ့အခါမှာလည်းသုံးလုံးစလုံးပေါင်းပြီးတော့အရဟံအဓိပ္ပာယ်ကအာရကဝေးကွာတယ်ဒီစကလုံးတစ်လုံးနဲ့ကဒီအဓိပ္ပာယ်တစ်ခုဖော်ပြဟောနောက်တစ်ခုကျတော့သူကအဓိပ္ပာယ်တစ်မျိုးကြံလိုက်ပြန်တယ်တစ်မျိုးဖွင့်ဆိုမယ်သူကအရဟံဆိုတဲ့နေရာမှာအရဟံလို့အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တုတွေကိုဟဆိုတာချေမုံပြီးသားအနိုင်ယူပြီးသားဖြစ်တယ်ယန္တုဆိုဒီမှာဘယ်သူကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတယ်ကိလေသာကမှတကယ်ယန္တုအစ်စ်လေငရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုမွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကကိုယ်ငရဲချတာသူလောက်ကိုယ်ကိုဒုက္ခပေးတာရှိမှမရှိတာအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခါသာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစိတ်ညစ်ရတာဘယ်သူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘယ်သူကြောင့်ပျော်မဆိုးမတွေဖြစ်တာဘယ်သူကြောင့်သူ့ကြောင့်ဟောအားလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိမလဲနော်မုန်းစရာကောင်းတဲ့ယန္တုအစ်စ်ဟာ
ကိုယ်ရင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ရန်သူတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်သောကြောင့်အရဟံအဲ့ဒီစကားလုံးကပါဠိမှာအရိဟနအရိဆိုတာရန်သူကိုခေါ်တယ်ဟဆိုတာဖြည့်ဆည်းထားတာဖြည့်ဆည်းပြလိုက်တာရန်သူတွေကိုခြေမုံပလိုက်တာအဲ့တော့အရိဟကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့အဲ့ဒီစကားလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာရန်သူတွေကိုအားလုံးအနိုင်ယူထားပြီးသူဖြစ်တယ်ယူထားပြီးခြင်းကိလေသာအားလုံးကိုခြေမုံပြီးဖြစ်ခြင်းရန်သူမရှိတော့ဘူးလို့ဆိုလို့တယ်ဖះရန်သူမရှိဘူးဆိုဒေဝဒတ်တို့ဘယ်သွားထားတော့လို့မေးကောင်းမေးလိုက်မယ်အပြင်ရန်သူအဲ့ဒါနော်ဖះမှာကိလေသာရန်သူဆိုတာမရှိတော့ဘူးလုံးဝမရှိတော့အတွင်းရန်အပြင်ရန်ဒါကြောင့်မို့လို့အရဟံကိလေသာရန်သူတွေကိုခြေမုံဖြည့်ဆည်းပြီးဖြစ်သူလို့ဒီခြေမုံဖြည့်ဆည်းခြင်းလို့ဒီအဓိပ္ပာယ်ဟာဒုတိယအဓိပ္ပာယ်တစ်ခုလို့ဟောသောဘဂဝါထိုဘုန်းတော်ကြီးမှာရှင်တော်မြတ်ဖရာဟာဣတိပိကိလေသာရန်သူတွေကိုအပြည့်သက်ခြေမုံထားတဲ့အရေးချင်းရှိသောကြောင့်အရဟံအရဟမြည်တော်မူပါပေတယ်တကယ်အရဟပဲကိလေသာတွေကိုအနိုင်တိုက်ပြီးသားပုဂ္ဂိုလ်တွေကိုအရဟလို့ခေါ်ရမယ်ဆိုရင်မြတ်စွာဘုရားကသာတခါတည်းလက်ဆက်တခါတည်းနလန်မထုနိုင်အောင်ခြေမုံထားတာကြံတဲ့ပုဂ္ဂိုလ်တွေကအနိုင်ရတယ်ဆိုတာခိတ္တခဏပဲပြောတာမြတ်စွာဘုရားအနိုင်ရလိုက်တဲ့ခိသိတာကဘယ်တော့မှနောက်ကျောင်းပြန်လာတာမရှိဘူးတဲ့အပိသက်နိုင်တာပေါ့ဒါကြောင့်မို့လို့အရဟံရန်သူတွေကိုအနိုင်ရသူလို့ခေါ်ခြင်းခေါ်ရင်မြတ်စွာဘုရားကိုသာလင်ခေါ်ရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းကိုစိတ်ထဲကနှလုံးသွင်းပြီးတော့အရဟံဆိုတဲ့ဂုဏ်တော်ကိုအာယုန်ထဲမှာကြည်နူးလာသည့်ထိအောင်အကျဉ်းချင်းထပ်ထပ်အမှတ်ရဖို့ပဲဒါကိုဗုဒ္ဓနုတ္တိလို့ခေါ်တာနော်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်အဲ့ဒီအရဟံကိုပဲအရဆိုတာတန်တရာစပင်းကြီးရဲ့အကန့်တယ်အရဆိုတာအကန့်ကိုဟဆိုတာဖြည့်ဆည်းတာအကန့်တွေကိုဖြည့်ဆည်းပြီးဖြစ်သူဖြည့်ဆည်းပြီးခြင်းဒါကတော့တင်စားပြီးတော့သုံးတဲ့စကားလုံးတစ်ခုပေါ့တန်တရာစက်ဝန်းကြီးကိုကြည့်လိုက်မယ်တန်တရာစက်ဝန်းကြီးကဘာနဲ့ဥပမာတူတော့ဆိုလှဲပီကြီးနဲ့အလားတန်တူတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လှဲပင်းကြီးရဲ့တရံဖြစ်တယ်ပေါ့ဒါကြောင့်မို့စက်ဝိုင်းကြီးနဲ့မိုးကုတ်ဆရာတော်ကြီးပြထားတဲ့စက်ဝိုင်းကြီးဟာဒါလှဲပင်းကြီးလိုပဲအဲ့တော့လှဲပင်းကြီးနဲ့ဥပမာထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တန်တရားထဲမှာဘုန်းကြီးတို့တွေသွားနေတာဟာအဲ့ဒီဘဝယထာကြီးကိုစီးသွားနေတာဟာဘယ်သူကနေလဲပတ်နေတာတုံးဆိုတန်တရားဆက်ကလို့ဆိုတဲ့ဒီလက်ဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဘဝကြီးကိုယထာကြီးလို့ဥပမာပေးလိုက်လို့ရှိရင်အဲ့ဒီယထာကြီးဟာတဘွားကနေတဘွားသွားနေတာဟာဒီဘိန်းကြီးနဲ့သွားနေတယ်လို့ဒီလိုဆိုလို့တယ်ဒါဖြင့်ဘယ်လိုဘိန်းနဲ့ဥပမာတူတယ်လဲလို့ဆိုလို့ရှိရင်အဝိဇ္ဇာရဲ့ဘဝတဏှာဆိုတာရဲ့မတိတာရဲ့တွေ့တာရဲ့နော်မတိဘူးဆိုရင်လိုချင်တယ်မတိတာနဲ့လိုချင်တာအဲ့ဒီနှစ်ခုသည်လှဲပင်းရဲ့အလဲကောင်ကဝင်ရိုးတက်တဲ့နေရာကိုနော်ဒီဝင်ရိုးတက်တဲ့နေရာကိုခေါ်တယ်လေဒီနာဘိအချက်ဝင်ရိုးတက်တဲ့နေရာကိုနော်အဲ့ဒီနေရာမှာအဝိဇ္ဇာနဲ့တဏှာပေါ်မှာအလုံးကတီးနေတာဖြစ်သောကြောင့်အဲ့ဒါပုံတောင်းလို့ခေါ်တဲ့ဟာပေါ့နော်ဒါတော့အရက်တရတစ်ခုနဲ့တစ်ခုတော့တူချင်မှတူမှာပေါ့နော်နာဘိဆိုတဲ့ပုံတောင်းကြီးအဲ့ဒီပေါ်မှာအကန့်နေစိုက်ထားပြီးတော့ဘေးကကွတ်ထားတဲ့ဟာကြတော့အကွတ်တကူလို့ခေါ်တယ်ပေါ့အဲ့တော့လဲဘင်းကြီးရဲ့ပုံသဏ္ဍာန်ကိုဖော်ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇာနဲ့တဏှာကပုံတောင်းနော်အဲ့ဒီကြားထဲမှာသင်္ခါရတို့ဝိညာဉ်တို့နာယုတ်တို့သလရဏဖတ်တဝေဒနာ
တဏှာဥပါဒံနော်ဘဝဆိုတာတွေကအကန့်နေထောက်ဆံနေပေါ့အကန့်နေပေါ့လဲဘိန်းမှာဆိုရင်အကန့်နေအားလုံးစက်ဘိန်းကြတော့စပုတ်တန်ခေါ်သလားမသိဘူးအဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒီနောက်ပြီးတော့ဒီသရမရဏဆိုတာဘဝတစ်ခုမှာအဆုံးသတ်တာကတော့အိုခြင်းနဲ့သေခြင်းမှာအဆုံးသတ်တာကြောင့်မလို့ဘေးကနေကွတ်ထားတဲ့အကွတ်တကူလို့ခေါ်တယ်ပေါ့လှဲဘိန်းကြီးရဲ့ဘေးကဘောင်ခတ်ထားတဲ့အရာပေါ့နော်အဲ့ဒါကိုနေမိလို့ခေါ်တယ်ပါဠိလိုကြတော့နော်နောက်တစ်ခါအဲ့ဒီလှဲဘိန်းကြီးဟာဝင်ရိုးမရှိရင်လဲတာမဟုတ်ဘူးဒါကြောင့်မို့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇတဝလို့ဆိုတဲ့အာတဝတရားတွေဖြစ်ပေါ်လာမှုဟာဝင်ရိုးနဲ့အလားတရံတူတယ်ပေါ့ဝင်ရိုးနဲ့အလားတရံတူတယ်အဲ့ဒီဘဝယထာကြီးကိုပုံဖော်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအဝိဇ္ဇာနဲ့တဏှာကပုံထောင်းဇရာမရဏကအကွတ်သင်္ခါရစသည်ကအလယ်ကတောက်ဆံနေအဲ့ဒီလိုဘိန်းကြီးဟာအချိန်နေကောင်းနေသည်မြတ်ဘဝယထာမှာဒီဘိန်းကြီးပေါ်မှာလဲပတ်ပြီးတော့ဘဝယထာကြီးဟာမောင်းနှင်ပြီးတော့နေနေတာအဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီလူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့တန်တရားထဲမှာမဆုံးနိုင်တဲ့ခရီးကြီးကိုဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဒါတန်တရာဆက်ကတန်တရားဘိန်းကြီးလို့ဒီလိုခေါ်တာပေါ့ဥပမာနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ခြားယဟတ်ဆိုတာလို့ပေါ့နော်ခြားယဟတ်ဆိုတာအလုံးသိဘူးတဲ့အတိုင်းပဲသိကြတဲ့အတိုင်းပဲအထက်ရောက်လိုက်အောက်ရောက်လိုက်နဲ့သွားနေတာပဲလေလဲတာဆုံးတဲ့လူမှရှိမှမရှိတာအဲ့ဒါလိုပဲတန်တရားခရီးကြီးဟာမဆုံးဘူးအဲ့ဒီမဆုံးနိုင်တဲ့တန်တရားခရီးကြီးဆိုတဲ့ပဋိစ္စသမုပ္ပါဒ်ဘီးကြီးကိုနော်ဝိပဿနာဉာဏ်အခြေခံတဲ့မဲ့ဉာဏ်နေနဲ့ဒီဘီးကြီးကိုဖြည့်ဆည်းပြလိုက်တာနောက်ဆုံးမှာအကန့်နေထောက်တွေကိုရိုက်ချိုးပြလိုက်တယ်ပုံနှောင်းကြီးကိုခွဲပြလိုက်တယ်အကွတ်တကူတွေကိုဖြည့်ဆည်းပြလိုက်တယ်ဆိုဒီဘိန်းကြီးကလဲနိုင်ပါအောင်မလားမလဲတော့ဘူးအဲ့ဒါကိုဆိုလို့တဲ့သီလဆိုတဲ့မြေပေါ်မှာယက်တည်ပြီးတော့တရားဆိုတဲ့လက်နဲ့နော်အရတ္တမေဆိုတဲ့ဓာလက်နဲ့ကိုကင်ဆွဲပြီးတဲ့အခါမှာအဲ့ဒီဘိန်းကြီးကိုဖျက်ချလိုက်တာအကန့်နေအကုန်ရိုက်ချိုးလိုက်တယ်အကွတ်တကူတွေပြက်လိုက်တယ်ဆိုဘိန်းကြီးကပြိုကျသွားတယ်ပြိုသွားတော့လဲနိုင်စွာမရှိတော့ဘူးအဲ့ဒီအဓိပ္ပာယ်ကိုယူပြီးတော့အရဟံတန်တရာဆက်ရဲ့အကန့်တွေကိုဖြည့်ဆည်းပြီးခြင်းဖြည့်ဆည်းပြီးတဲ့အရည်ချင်းရှိတယ်ဆိုလိုတာကမြတ်စွာဘုရားဟာဘဝခရီးရပ်တန့်သွားပြီမသွားတော့ဘူးလို့ဆိုလိုတယ်ပေါ့ဘုန်းကြီးတို့တွေကဘဝခရီးကိုသွားကြအောင်ပါသွားကြတဲ့အခါမှာဘဝခရီးကိုဘာနဲ့စတော့အဝိဇ္ဇာနဲ့တဏှာနဲ့စတယ်ဘာနဲ့အဆုံးသတ်တော့အိုခြင်းသိခြင်းနဲ့အဆုံးသတ်တယ်ဈာထဲမှာဘာတွေဖြစ်တုံဆိုကောင်းမှုလုံးလိုက်မကောင်းမှုလုံးလိုက်ပျော်လိုက်ပါလိုက်ရီးလိုက်မောလိုက်ဒါတွေနဲ့သွားနေတာလေအဲ့ဒါတွေကိုအကုန်ဖြိုချဖျက်ဆီးပြလိုက်လို့တန်တရားခရီးရပ်တန့်သွားပြီဆိုရင်ဘိန်းကြီးပြိုကွက်သွားတာနဲ့အလားတရံတူတယ်ပေါ့ဒါကြောင့်မို့အရဟံအရတန်တရားဆက်ရဲ့ဆက်ဝန်းရဲ့အကန့်တကူတန်တရားဆက်ပြီးကြီးကိုဖျက်ဆီးပြီးတဲ့ပုဂ္ဂိုလ်များလို့ဒီအကြောင်းတွေကြောင့်ဒီလိုဖြည့်ဆည်းပြီးဖြစ်သောကြောင့်မြတ်စွာဘုရားဟာတကယ်အရဟံပုဂ္ဂိုလ်မြတ်ဖြစ်ပါပေတယ်။ဩအယိချင်းနဲ့ဂုံရီနဲ့တွဲမှတ်ပြီးတော့နေရမယ်တရား။ဒါအဓိပ္ပာယ်တစ်ခု။နံပါတ်1ကဝေးကွာခြင်းနံပါတ်2ကကိလေသာတွေကိုအနိုင်ဖြည့်ဆည်းပြီးခြင်းနံပါတ်3ကတန်တရားဆက်ရဲ့အကန့်တွေကိုဖြိုချဖြည့်ဆည်းပြီးခြင်းဆိုဟောဒီ3ခုဒါမြတ်စွာဘုရားနဲ့ပတ်သက်တဲ့အရည်ချင်းတွေတခုပြဟောနောက်တစ်ခုကျတော့အရဟလို့ပဲပေါင်းဖတ်အရဟလို့ပဲပေါင်းဖတ်တယ်အရဟဆိုတာကျတော့ထိုက်တန်သူလို့အဓိပ္ပာယ်ရထိုက်တန်သူထိုက်တန်တယ်ဆိုတာဘယ်သူကပဲရှ िख ိုးထိုက်တယ်လောကလူတွေကပြောကြတယ်ဟာမင်းဒီအလုပ်လှုပ်ထိုက်တယ်ဘာလို့လှုပ်ထိုက်တယ်ပြောတယ်လှုပ်ရင်အကျိုးရှိတယ်လေဒီခရီးသွားတိုက်တယ်သွားရင်အကျိုးရှိတယ်လေအကျိုးမရှိပဲတော့ဘယ်သူမှတော်တယ်တန်တယ်မပြောဘူးလေလှုပ်ထိုက်တယ်ထိုက်တန်တယ်လို့ပြောတဲ့စကားလုံးတစ်ခုဟာဒီအရဟဆိုလို့အရဟဆိုထိုက်တန်တယ်ဘာကိုထိုက်တန်တာတုံးလို့မေးလို့ရှိရင်ဘယ်သူကပဲ
လက်အုပ်ချီဖို့ထိုက်တန်တယ်ဘယ်သူကပဲလှူတာတွေဟာထိုက်တန်တယ်ဘာဖြစ်လို့လဲလက်အုပ်လေးတစ်ချိန်ချီလိုက်တာနဲ့နတ်ပြည်ရောက်သွားနိုင်တယ်ဟောအကျိုးတုံ့ပြန်မှုတွေဟာအမှန်တမ်းထိရောက်တယ်မြတ်စွာဘုရားကိုလက်အုပ်ကလေးနဲ့ချီလိုက်တာတော့နတ်ပြည်ရောက်သွားတယ်လက်အုပ်နဲ့တင်မချီနဲ့အောင်လက်လည်းမချီဘူးဘာမှမချီပဲနဲ့မျက်လုံးလေးဖွင့်ကြည့်ပြီးကြည်နူးတဲ့စိတ်ကလေးဖြစ်လိုက်တာနဲ့ပဲနတ်ပြည်ရောက်သွားဟောမထိုက်တန်ဘူးလားကြည့်လိုက်တာလေးနဲ့စိတ်ထဲကကြည်နူးလိုက်တာနဲ့ကောင်းရတုတိဘုံရောက်သွားနိုင်တယ်ဆိုအလွန်ထိုက်တန်တာပေါ့ဒါနကောင်းမှုပြုလိုက်လည်းပဲပြုလိုက်တယ်ဗျနော်အကျိုးဖြစ်ထွန်းတယ်ဆိုပါစို့အယောင်းဝယ်ကိစ္စတွေဆိုရင်အရင်ကနည်းနည်းလေးနဲ့အမျက်ကြီးရတယ်ဆိုဟာလှုပ်ထိုက်တယ်ပြောကြမှာပဲမြေမှာလည်းပဲစိုက်လိုက်လို့ရှိရင်သီးနှံတွေအများကြီးထွက်တယ်ဆိုဟာစိုက်ထိုက်တယ်ဟောဒီလိုပြောကြတာမြတ်စွာဘုရားကထို့တူပဲအကျိုးတုံ့ပြန်မှုအင်အားတွေအလွန်ကောင်းတာဖြစ်သောကြောင့်မြတ်စွာဘုရားဟာဘယ်ပုဂ္ဂိုလ်ကပူဇော်ထိုက်တယ်ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်ဘက်ကကြည့်မြတ်စွာဘုရားဟာမထိုက်တန်ဘူးလို့ပြောเสียသီလကနှိမ့်ကြနေတာမရှိဘူးသမာဓိနှိမ့်ကြနေတာမရှိဘူးပညာနှိမ့်ကြနေတာမရှိဘူးလွတ်မြောက်နေတဲ့စိတ်နှိမ့်ကြနေတာတွေမရှိဘူးအားလုံးဟာအဆင့်မြင့်ဆုံးအားလုံးဟာဘာဖက်ဖြစ်နေတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားအားလုံးထိုက်တန်နေတဲ့ပုဂ္ဂိုလ်လူမင်းနမင်းဗြဟ္မာမင်းတို့ရဲ့ဝတ်ဆင်းပြီးတော့ဥညွတ်ခြင်းကိုထိုက်တန်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတာပေါ့ကောသလမင်းကြီးကမြတ်စွာဘုရားစီလာတဲ့အခါမှာကောသလမင်းကြီးကလူအစင်တန်းနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားတဲ့တာတယ်လူအစင်တန်းနဲ့ပြောကြရမယ်ဆိုရင်ကောသလမင်းကြီးကကာတိကောသလနှစ်နိုင်ငံကိုအုပ်စိုးတဲ့ဧကရိဘုရင်ကြီးမြတ်စွာဘုရားကတက်ကတိုင်းအငယ်စားလေးမှာဘာနဲ့ပြောရမလို့ဆိုမြန်မာဘုရင်နဲ့စော်ဘွားတွေလို့ပဲရှိတယ်ဒီလိုနော်ကောသလမင်းကြီးကအင်ပါယာအကြီးမြတ်စွာဘုရားရဲ့အမျိုးတက်ကတိုင်းဒီသုဒ္ဓရဏမင်းတို့ကတိုင်းငယ်ပြည်ငယ်လေးဒါယာရုနဲ့ပြောပြရင်နော်သို့တော့ကောသလမင်းကြီးဟာမြတ်စွာဘုရားကိုလာတဲ့အခါရှ िख ိုးတဲ့အခါမှာယာရုတို့မျိုးရိုးတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါယာရုနဲ့ကြည့်မယ်ဆိုသူအောင်ငယ်တယ်လေငယ်တယ်လို့ပြောမှလူလောကအနေနဲ့ပြောတာနော်သို့တော့မြတ်စွာဘုရားကိုသူဘလောက်ထိအောင်လေးစားတော့ဆိုရင်မြတ်စွာဘုရားရဲ့ခြေပမိုးကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမြတ်စွာဘုရားကိုယ်တိုင်ကတခါတော့ကအမေးရှိတယ်ကောသလမင်းကြီးကအဲ့ဒီယူကျိုးတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုမိန့်တာကောသလမင်းကြီးငါတို့တာဂိဝင်မင်းမျိုးတွေဆိုတာတဲ့ကောသလမင်းကြီးရဲ့အယံမင်းအဆင့်ပဲရှိတယ်ပေါ့အယံမင်းအနုယန္တလို့သုံးတယ်မြတ်စွာဘုရားအနုယန္တဆိုတာနောက်ကလိုက်ရတာဆင့်ခေါ်လိုက်ရင်သွားကြရတယ်နော်ဘယ်မှာတိုက်ပွဲရှိတယ်ဆိုဆင့်ခေါ်သွားရတယ်မဟုတ်လားဗမာပြည်မှာလည်းမြင်ဘူးလားတိုင်းချက်ပြည်ချက်ကလေးတွေဆိုတော့အင်းဝါကမြို့တော်ဖြစ်တဲ့အချိန်မှာလာခဲ့ပြည်ဘက်ကလာခဲ့ဟန္တာဝရီကလာခဲ့စစ်တိုက်ဆရာရှိတယ်ဆိုသွားကြရတယ်လေသွားကြရတယ်အဲ့ဒီလိုအနုယန္တအဆင့်နေပေါ့အဲ့ဒီလိုငါတို့ကအနုယန္တအဆင့်မှာရှိတော်လဲကောသလမင်းကြီးဟာဒီမြတ်စွာဘုရားကိုငါတဲ့အဆင့်မြင့်တယ်ငါတဲ့ယာရုကြီးတယ်ငါတဲ့မြင့်မြတ်တယ်ဒီဂုံလောကီဂုံအပြင်မြင့်မြတ်တယ်ဆိုတဲ့အနေနဲ့နှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမဟုတ်ဘူးတဲ့ငါကိုအာရပါရရှ िख ိုးတယ်ဆိုတာသီလသမာဓိပညာဆိုတဲ့လက်လန်းမမီတဲ့အရည်ချင်းတွေကြောင့်ရှ िख ိုးတာလို့သုတ်တန်တစ်ခုမှအဲ့လိုဟောထားတယ်မြတ်စွာဘုရားကိုယ်တိုင်ဒီလိုဟောထားတာဇာအားဖြင့်ငါတဲ့ညံလို့မဟုတ်ဘူးတဲ့နော်ဒီအရည်ချင်းတွေကြောင့်ငါ့ကိုရှ िख ိုးတယ်အဲ့တော့ကောသလမင်းလို့တိုင်းပြည်နှစ်ပြည်ထိုခေတ်ကတိုင်းကြီးပြည်ကြီးကိုအုပ်စိုးတဲ့ဧကရိဘုရင်ကြီးကနှစ်ဖူးနဲ့ခြေပမိုးကိုတိုက်ပြီးတော့ရှ िख ိုးတယ်အဲ့ဒါလို့ရှ िख ိုးရလောက်အောင်ဖားကြောင့်ရှ िख ိုးတာတော့ဆိုသီလအားဖြင့်တာလွန်မြင့်မြတ်လို့တမာရီအားဖြင့်တာလွန်မြင့်မြတ်လို့ပညာအားဖြင့်တာလွန်မြင့်မြတ်လို့ရှ िख ိုးထိုက်တဲ့ဂုံကြီးတွေဟာထိုက်တန်လွန်အားကြီးလို့မြတ်စွာဘုရားကိုရှ िख ိုးတာတဲ့ဟောအဲ့ဒါကိုပြောတာအရဟံထိုက်တန်သူဆိုတာထိုက်တန်တယ်အာရပါယကြီးညိုလေးစားထိုက်တဲ့ပုဂ္ဂိုလ်
လူမင်းကသာရှ िख ိုးတာလားဆိုဘယ်ဟုတ်မှာတော့တရားမင်းကြီးတာဝရိန္ဒာနတ်ပြည်တို့နတ်မှန်သမျှအဲ့နာလေးကတာဝရိန္ဒာနဲ့စတုမာတွေနတ်ပြည်နှစ်ပြည်ကိုအုပ်ဆိုးထားတာနော်ဝရစိန်လက်နဲ့ကြီးကင်ထွက်လာလို့ရှိရင်အလုံးကကြောက်ကြတယ်တရားမင်းကြီးလေတရားမင်းကြီးဟာအင်တမပါဝါကြီးတယ်ဒါပေမဲ့လို့မြတ်စွာဘုရားကိုဥတိုက်တယ်ဒီလိုဆိုတာနော်အဲ့ဒီအထက်ကနတ်တွေလည်းထို့တူပဲနောက်ဆုံးမှာတာဟံပတိပြမမင်းကြီးဆိုသူကအတိတ်ဘဝတုန်းကကတ္တဝဘုရားရဲ့လက်ထက်မှာသဟကဆိုတဲ့ယဟန်ဖြစ်ပြီးတော့ပထမဇန်ရလို့ယဟန်ဘဝကနေဇန်နဲ့တင်ပဲပြန်တော်မူသွားတော့အဲ့ဒီမှာတာဟံပတိပြမသွားဖြစ်တာယဟန်တစ်ပါးကနေဘုန်းကြီးတစ်ပါးဖြစ်သွားတယ်ပြမအဲ့ဒီမှာကျတော့တာဟံပတိလို့ခေါ်တယ်လူပြေတုန်းကတော့သဟကလို့ခေါ်တယ်သူဟာအလုံးသိတဲ့အတိုင်းတရားဟောဖို့တောင်းပန်တဲ့ပုဂ္ဂိုလ်ကြီးပဲတောင်းပန်ပြီးတဲ့အခါမှာသူပန်းကုန်းကုန်းတာပန်းကုန်းကလည်းသေးသေးမဟုတ်ဘူးမြင့်မို့တောင်တော့အလုံးရှိတဲ့ပန်းကုန်းကြီးကုန်းတာမပြီးနိုင်ဘူးအလုံးမပြီးတော့တကိုးနဲ့ကုန်းတာမဟုတ်ဘူးသူကြကြနနကိုစိတ်ပါဝင်စားစွာပန်းကိုကုန်းတာပန်းကုန်းနေတော့နောက်ဆုံးမှာမြတ်စွာဘုရားတပည့်ဆက်ကြဟောသွားပြီးဘယ်တရားဟောသွားပြီးပဲနောက်ဆုံးမှာပြိဋိဘံစံတော့မယ်ဆိုတော့မှပြိဋိဘံစံသွားပြီဆိုမှသူပန်းကုန်းကြီးကမပြီးသေးဘူးတဲ့ပြေးပြီးတော့လာပြီးတော့ဘုရားကိုပူဇော်ရတယ်အဲ့ပန်းကုန်းကြီးနဲ့နော်ပန်းကုန်းကလည်းပဲ45နှစ်ကြာအောင်ကုန်းတာနော်သူစီမှာတော့45နှစ်မဟုတ်ဘူးပေါ့လူပြည်နဲ့45နှစ်ကုန်းတာတော့မပြီးသေးတဲ့ပန်းကုန်းကြီးနဲ့အဲ့ဒါဘာလို့တော့ဆိုပူဇော်ခြင်းတို့ထိုက်တန်တို့ပူဇော်တာအဲ့တော့ဗြဟ္မာမင်းကြီးတွေကလည်းပဲဘုရားကိုပူဇော်တာပဲနတ်မင်းကြီးတွေကလည်းဘုရားကိုပူဇော်တာပဲလူမင်းတွေကလည်းပဲဘုရားကိုပူဇော်တာအဲ့ဒါလို့ဘုရားကိုပူဇော်တယ်ဆိုတာကိုကြပြာဆန်ဆန်ရေးထားတဲ့အခါကျတော့ဘလို့ရေးတော့ဆိုမြတ်စွာဘုရားရဲ့ခြိသေးတော်ဟာတဲ့တဘာဝအားဖြင့်ညီရဲပြီးတော့အယောင်တောက်ပြောင်နေတာသို့တော်လည်းပဲတဲ့လူမင်းနတ်မင်းဗြဟ္မာမင်းတို့ရဲ့ဒီတရဖူကြီးတွေနဲ့ဒီခြိသေးဟာဒီရှုပ်ရှက်ခတ်နေတယ်လို့ဒီလိုရေးထားတယ်ခြိသေးပေါ်မှာလာရှုပ်ရှက်ဆိုလိုတာကတော့မြတ်စွာဘုရားကိုခြေထောက်ကိုအမြဲတမ်းဥတိုက်နေတဲ့ပုဂ္ဂိုလ်တွေကြောင့်ညီရဲနေတဲ့ခြိသေးရဲ့အလှဟာနော်ဟိုအယောင်ဒီအယောင်တွေနဲ့ရောထွေးကုန်တယ်လို့ဒီလိုဆိုလိုတာမပြတ်ဘူးအဲ့တော့အဲ့ဒါဟာဘာလို့ဆိုထိုက်တန်သူပဲထိုက်တန်သူအရဟံထိုက်တန်သူဆိုတာတလောကလုံးကဘယ်လိုပဲဒီမြတ်စွာဘုရားကိုလှူဘုရားဟာဘုရားတဲ့ပစ္စည်းကတန်သွားတယ်လို့မရှိဘူးတဲ့ဒါမှမဟုတ်ခဏခေတ်တောင်ကြည့်ကြမြတ်စွာဘုရားကိုဇေဒီတွေတည်ပြီးတော့ကိုးကွယ်ကြတယ်ရုပ်ပွားတော်တွေထူပြီးတော့ကိုးကွယ်ကြတယ်ကိုးကွယ်လို့ပါမဆုံးနိုင်ဘူးလေထိုက်တန်သူဖြစ်လို့ဒီလိုလုပ်ကြတယ်လို့ဆိုတာဒါအရဟံခဏထီအောင်ကိုးကွယ်စိတ်ကပ်နေကြတော့မယ်ဒီလိုဆိုလိုတာပေါ့နော်နောက်တစ်ခုကတော့ဘာလို့ဆိုအရဟံကိုအရဟံလို့ဆိုပြီးတော့ရဟဆိုတာကွယ်ရာလို့အဓိပ္ပာယ်ရတယ်ဆိုတာမရှိဘူးကွယ်ရာမရှိဘူးမြတ်စွာဘုရားမှာကွယ်ရာရဲ့လို့မရှိဘူးဆိုလိုတာကတိတ်တိတ်ပုံလူမသိသူမသိလှုပ်တဲ့အကုသိုလ်ဆိုတာသူမှမရှိဘူးလို့ဆိုလို့စာထဲမှာဘယ်လိုရေးထားတော့ဆိုလောကေပဏိတမာနိနောဘာလာကိုပညာရှိကြီးလို့ထင်ကြတဲ့လူမိုက်တွေဟာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေဟာအတ္တိလောကဘယေနဟိုလူကအပြစ်တင်မှာတော့မကောင်းတဲ့ရင်တွေထွက်မှကြောက်တယ်နော်မကောင်းတဲ့ရင်တွေထွက်မှကြောက်တော့ဘာလုပ်လဲရဟောပပံကရွန်တီတဲ့တိတ်တိတ်ကလေးမဟုတ်တာလုပ်တယ်တဲ့ကွယ်ရကြတော့မဟုတ်တာလုပ်ကြတယ်တဲ့ဒါလောကကြီးကအများစုကိုပြောပြတာနော်ရှေ့မှာတော့ဟန်ကြီးပန်ကြီးနဲ့နေပြီးတော့ကွယ်ရကြတော့မဟုတ်တာလုပ်နေတာလေအများကြီးရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးနဂရာစိကရောတိဘယ်တော့မှစိတ်ကြွယ်ရမှာမဟုတ်တာလုပ်တယ်လို့မရှိဘူးနော်လူရှိတစ်မျိုးကြွယ်ရတစ်မျိုးဒီလိုလုပ်တာမရှိဘူးစိတ်ကြွယ်ရဆိုတာမြတ်စွာဘုရားမှာမရှိဘူးတာမန်ပုဂ္ဂိုလ်တွေကြတော့စိတ်ကြွယ်ရဆိုတာရှိနေသေးတယ်စိတ်ကြွယ်တယ်ဆိုတာဖုံးကွယ်ထားတာတွေရှိနေတတ်သေးတယ်လို့ပြောတာမြတ်စွာဘုရားမှာဖုံးကွယ်ထားတာတခုမှမရှိဘူးဖုံးကွယ်ထားတာမရှိလို့အရဟဖုံးကွယ်ရှို့ဝဲထားတာမရှိဘူးလို့ဒီလောက်ထိအောင်တန်ရှင်းစင်ကြယ်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်
အတိဘယ်ကပါပကရဏီမကောင်းမှုအောက်တန်းကြတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာရဟဘာဝတော်ပြီစိတ်ကြွယ်ရာမရှိသောကြောင့်လည်းပဲအရဟံအရဟံနော်ဒီလိုဆိုလိုတာပေါ့ဒါဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်အကြီးချင်းတွေဟာဒီအရဟံဆိုတဲ့စကားလုံးလေးတစ်လုံးထဲမှာပဲပြန်ပေါင်းပြီးတော့ပြောကြမယ်ဆိုရင်ကိလေသာတွေကဝေးကွာနေခြင်းဒါအရေးချင်းတစ်ခုပဲကိလေသာတွေကလုံးဝဝေးကွာနေခြင်းအလှမ်းကွာနေခြင်းကိလေသာရန်သူတွေကိုဖယ်ရှားပြစ်ခြင်းဖယ်ရှားပြီးဖြစ်ခြင်းတန်တရားဆက်ရဲ့အကန့်လို့ဆိုတဲ့အကြောင်းတရားတွေကိုကိလေသာတရားတွေကိုဖယ်ရှားပြစ်ပြီးဖြစ်ခြင်းနော်တလောကလုံးရဲ့ဥညွတ်လေးစားဖို့လှူဒန်းဖို့ထိုက်တန်သူဖြစ်ခြင်းနဲ့မကောင်းမှုပင်ဖြစ်စိတ်ကြွယ်ရာဘယ်တော့မှမကောင်းမှုကိုလုပ်တာမရှိခြင်းဆိုတဲ့အဲ့ဒီအရေးချင်း၅မျိုးကြောင့်မြတ်စွာဘုရားကိုအရဟံဆိုတဲ့ဂုဏ်တော်နဲ့ချီးမွမ်းတိုက်တယ်ချီးမွမ်းတိုက်တယ်ဆိုတာချီးမွမ်းခြင်းချီးမွမ်းမချီးမွမ်းခြင်းနေလောကမှာမြတ်စွာဘုရားကိုအရဟံလို့ဆိုတဲ့ဒီဂုဏ်တူးကြီးဟာလူပြေကနေစပြီးမြေပြင်ကနေပြီးကောင်းငင်ဝေဟင်ထိအောင်တလောကလုံးမှာပြန့်နှံ့ထင်ရှားနေတယ်လူတိုင်းကအတိမတ်ပြုထားတဲ့ဂုဏ်ကြီးတစ်ခုပါလို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဥညွတ်လေးစားတဲ့ပုဂ္ဂိုလ်တိုင်းကနမောတတ္တဘဂဝတောအရဟတောဆိုတာအဲ့ဒါကိုပြောတာဒီရည်ချင်းနဲ့မြတ်စွာဘုရားကိုပူဇော်ကြတာကိုးကွယ်ကြတာလို့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာရဲ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုဒီမှာဒီရမကချက်ဖွင့်ထားတာလေးတွေရှိသေးတယ်သို့တော့အတက္ကရာကျမ်းနေမှာအခုလို၅မျိုးတီကာကျမ်းနေမှာဒီတဲ့ထပ်ဆင့်ပြီးတော့ဖွင့်ပြထားတာရှိစကလုံးလေးအခရာလေး၃လုံးပေါင်းစပ်ထားတဲ့စကလုံးလေးတစ်လုံးပင်ဖြစ်စေကမူမြတ်စွာဘုရားရဲ့ဂုဏ်တွေဒီထဲမှာအများကြီးပါဝင်နေတဲ့ဂုဏ်တော်အရေးချင်းတစ်ခုဖြစ်ပါတယ်ဖရာဆိုတဲ့ပုဂ္ဂိုလ်ဟာအခုလိုအရဟံဆိုတဲ့အရေးချင်းရှိမှသာလေဖရာအစစ်ဖြစ်နိုင်ပါတယ်ဆိုတာကိုဘုရားမြတ်စွာရဲ့ဘုရားနုတ္တိဂုဏ်ကိုစိတ်အာယုန်ထဲမှာအမြဲတမ်းညွတ်ပြီးတော့ပီတိသောပနတတွေဖြစ်အောင်မြတ်စွာဘုရားဂုဏ်တော်နဲ့မိမိတို့ရဲ့စိတ်ကိုလွှမ်းထုံထားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ငစာမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရသည်မြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝုံမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညအကုန်သည်ဖြစ်ဖြစ်ဒုက္ခနကလေအောင်လေတဲ့ရောရှက်သင်ပြန်ပိဋိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း